အားလုံးပဲမင်္ဂလာပါသေတော်သူဘယ်မှာရှိလဲဘယ်လိုနေကြလဲဆိုတော့အရာကိုဆွေးနွေးနေခြင်းဖြစ်ပါတယ်အများဖြင့်သေတော်သူဟာချက်ချင်းကောင်းကင်နိုင်ငံရောက်တယ်ချက်ချင်းငရေရောက်တယ်ဆိုတဲ့ယုံကြည်ချက်ရှိတဲ့သူတွေလည်းခရိယန်လောကမှာတော်များများရှိပါတယ်အခြားတစ်ဖက်မှာလည်းသေတော်သူဟာချက်ချင်းကောင်းကင်နိုင်ငံမရောက်ဘူးချက်ချင်းငရေမရောက်ဘူးသူတို့လုံးဝအိတ်ဆက်တယ်ဘာမှမသိဘူးဆိုပြီးတော့ယုံကြည်တဲ့သူတွေလည်းတချို့ရှိပါတယ်ဒီနေ့မှာဆိုရင်နည်းနည်းလေးကျမ်းစာကိုအခြေခံပြီးတော့ debate လေးနည်းနည်းလုပ်ချင်ပါတယ်ချက်ချင်းကောင်းကင်နိုင်ငံရောက်တဲ့ချက်ချင်းငရေရောက်တဲ့ဆိုတဲ့ယုံကြည်တဲ့သူတွေတုံးတဲ့အကျဉ်းချက်ကဘယ်မှာတွေ့နိုင်လဲဆိုရင်ဒေသနာချက်ခန်းကြီးဆက်နဲ့အခန်းငယ်ခွန်မှာတွေ့ရပါတယ်ထိုကာလ၌မြေမှုသည်နေရင်းမြေတို့၎င်းဝိညာဉ်သည်အရင်ပေးတော်မူသောဖျားသခင်ထံသို့၎င်းပြန်သွားရလိမ့်မည်ဆိုတော့ဒီမှာဗာလဲဝိညာဉ်ဟာပေးတဲ့သခင်ခရစ်တော်ဖျားသခင်စီမှာပြန်သွားတယ်ဆိုပြီးတော့ရေးထားတယ်မဟုတ်လားဒါကချက်ချင်းကောင်းကင်နိုင်ငံရောက်တယ်ချက်ချင်းငရေရောက်တဲ့အကျဉ်းချက်ဖြစ်ပါတယ်ဆိုပြီးတော့ပြောတဲ့သူရှိပါတယ်ဒါပေမဲ့အခြားတစ်ဖက်မှာချက်ချင်းကောင်းကင်နိုင်ငံမြောက်ဦးဆိုတဲ့လူတွေရဲ့အပြောကြားချက်ကိုကျွန်တော်ပြန်ကြည့်ပေးမှဆိုရင်ဒီဒေသနာကျမ်းထဲမှာပဲရှိပါတယ်ဒေသနာကျမ်းခန်းကြီး9ခန်းငယ်9ကနေဖတ်မှဆိုရင်အသက်ရှင်သောသူသည်မိမိသေးရမည်ကိုသိ၏သေသောသူမူကအဘယ်အရာကိုမျှမသိအကျိုးအပြစ်ကိုလည်းမခံရသူတို့ကိုလည်းမိလျော့တတ်ကြ၏သူ၏ချစ်ချင်းမုန်းချင်းငြင်းယူခြင်းလည်းပျောက်ပြက်၏နေအောက်မှာပြုသမျှသောအမှု၌သူတပါးနဲ့နီးညော၍မဆိုင်ရတဲ့ဒီနေ့မှာဆိုပါလေတေတော့သူဟာဘာမှမသိဘူးเนาะဆက်ဖက်မှဆိုရင်လေအပျော်ရှင်တာလည်းမရှိဘူးဝမ်းနေတာလည်းမရှိဘူးဆိုပြီးတော့ရေးထားတယ်မို့လားတေတော့သူဟာချက်ချင်းကောင်းကင်နိုင်ငံမြောက်ဦးဆိုပြီးတော့ပြန်ပြီးတော့ငင်းခုန်ပြန်ရောဒီတစ်ဖက်လူကဘလို့ပြန်ပြောလဲဆိုတော့တထေးကြီးနဲ့လာဇရုရဲ့အကြောင်းကိုမဖတ်ဘူးလားတခင်ခရစ်ကိုနိုင်ပြောထားတဲ့အရာဖြစ်တယ်ဘယ်မှာတွေ့နိုင်လဲဆိုရင်လုကာခန်းကြီး16အခန်းငယ်19ကနေတွေ့ရတယ်မို့လားကျွန်တော်တို့လေးပြောမှဆိုရင်တထေးကြီးဟာတည်တဲ့ချိန်မှာငရေရောက်တယ်ဒီလာဇရုဟာဆိုရင်အာဗြဟံရဲ့ခုမှာရောက်တယ်ချက်ချင်းကောင်းကင်နိုင်ငံရောက်တယ်ချက်ချင်းငရေရောက်တယ်မဟုတ်တာဆိုပြီးတော့ပြန်ပြောပြန်ရောဘယ်အခြားတစ်ဖက်မှာချက်ချင်းကောင်းကင်နိုင်ငံမြောက်ချက်ချင်းငရေမြောက်ဦးဆိုတဲ့ပုဂ္ဂိုလ်ကလည်းဘာပြန်ထောက်လဲဆိုတော့ယောဟန်ခန်းကြီး7အခန်းငယ်7မှာရေးထားတာမဖတ်ဘူးလားသခင်ခရစ်တော်ကိုနိုင်ကလာဇရုကိုပြန်ထမြောက်စေတယ်အဲ့ချိန်မှာလာဇရုကကောင်းကင်နိုင်ငံရောက်တယ်ဆိုတဲ့တတိခံချက်လည်းမတွေ့ရသလိုငရေရောက်တယ်ဆိုတဲ့တတိခံချက်လည်းမတွေ့ဘူးဆိုပြီးတော့ပြန်ပြောတယ်ဒါမှမကသခင်ခရစ်တော်ရှင်ပြန်ထမြောက်စေတဲ့အချိန်မှာဆိုရင်ကောင်းကင်ကိုမော့ကြည့်ပြီးတော့ဆင်းလာပါဆိုပြီးတော့ပြောတဲ့စကားလည်းမရှိဘူးထွက်လာပါအခါမှာဆိုရင်တို့ဒီကြောက်တုံးတွေနဲ့ပိတ်ပြီးတော့ထားတဲ့တင်းချိုင်းတွေဆိုတော့ထွက်လာပါဆိုပြီးတော့ပြောတယ်မဟုတ်လားဆိုပြီးတော့ပြန်ရောအဲ့လိုနဲ့စကားစမိကျွန်တော်တို့ပြောရင်းနဲ့အဲ့လိုပြန်ပါတယ်ပြီးတော့တစ်ဖက်မှာချက်ချင်းကောင်းကင်နိုင်ငံရောက်တဲ့ငရေရောက်တဲ့ဆိုတဲ့ယုံကြည်တဲ့ပုဂ္ဂိုလ်တွေကပြန်ပြောလဲဆိုရင်ကျွန်တော်တို့ရှင်လုကာခန်းကြီး23အခန်းငယ်53မှာဖတ်မယ်ဆိုရင်ယေရှုကငါမင်္ဂန်ဆိုဒီကယနေ့တွင်သင်ဒီငါနဲ့အတူပါရဒိသူ့ဘုံ၌ရှိလိမ့်မည်ဟုမိန့်တော်မူ၏ဒီအကြောင်းဟာဒီပြမှုကျူလွန်တဲ့လူဆိုးတွေနဲ့သခင်ခရစ်တော်လက်ဝါးကထဲမှာတင်ချင်းခိုင်ရတဲ့အချိန်မှာဒီလူဆိုးနဲ့သခင်ခရစ်တော်ပြောတဲ့စကားဖြစ်တယ်အဲ့ဒါကြောင့်မို့ဒီနေ့ငါပြောတာကဒီနေ့နင်းနဲ့ငါဟာဆိုဒီကောင်းကင်နိုင်ငံပါရဒိသူ့ဘုံမှာရှိမယ်ဆိုပြီးတော့သခင်ခရစ်တော်ပြောတယ်မဟုတ်လားချက်ချင်းကောင်းကင်နိုင်ငံရောက်တယ်ဆိုပြီးတော့ပြန်ပြောရောဆိုတော့အဲ့လိုမျိုးအခြေအသင်ရှိတယ်ပြန်ကျွန်တော်တို့ဒီချက်ချင်းကောင်းကင်နိုင်ငံမြောက်ဘူးငရေမြောက်ဆိုတဲ့လူတွေကလည်းပြန်ပြောလာတယ်ဆိုတော့တမန်တော်ခန်းကြီးနဲ့အခန်းငယ်29ညီကိုတို့အမျိုး၏အဘဖြစ်သောဒါဝိ၏အကြောင်းကိုငါဒီတင်တို့အားအသည့်အလင်းပြောပြရစေထိုဒါဝိသည်တည်၍တင်းချိုင်းတော်တွင်တီခုတိုင်အောင်ငါတို့၌ရှိဒါဝိဟာလည်းကောင်းကင်ချက်ချင်းမသက်ဘူးတင်းချိုင်းမှာပဲသခင်ခရစ်တော်လူကြခြင်းကြောလာခြင်းကိုစောင့်နေတယ်ဆိုပြီးတော့
ပြန်ပြောတယ်ဆိုတော့အငင်းခုံတွေချက်ချင်းကောင်းကင်နိုင်ငံမရဘူးချက်ချင်းငရဲမရဘူးဆိုတဲ့သူတွေကလည်းပြန်ငင်းကျွန်တော်တို့ချက်ချင်းကောင်းကင်ရောက်တဲ့ဆိုသူတွေကလည်းပြန်ငင်းတော့အဲ့ဒါဆိုကျွန်တော်ယုံကြည်တဲ့ကျမ်းစာအုပ်66ဟောတခုနဲ့တခုစန့်ကျင်ဖက်ဖြစ်နေတာလားမောဘယ်တခုကအမှန်ဆုံးလဲဆိုတဲ့အရာကိုစဉ်းစားဖို့လိုပါတယ်အဲ့ဒါကြောင့်မို့လာမယ့်အချိန်မှာဘယ်ဟာကကျမ်းစာနဲ့ပူနီးကလဲချက်ချင်းကောင်းကင်နိုင်ငံရောက်တယ်ဆိုတဲ့အယုံကြည်ချက်ပူကျမ်းစာနဲ့ကြိုက်သလားမွန်ချက်ချင်းကောင်းကင်မရောက်ဘူးဆိုတဲ့ယုံကြည်ချက်ဟာကျမ်းစာနဲ့ပူပြီးတော့နှိစက်လာဆိုတဲ့အရာကိုကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာတော့မှာဖြစ်ပါတယ်လာမယ့်အချိန်တွေမှာတဲ့စကားများကိုဆက်လက်နာဆင်ကြဖို့အတွက်ခွန်အားပေးလိုပါတယ်အားလုံးဖျားသခင်ကောင်းချီးပေးပါစေဘိုင်ဘိုင်